အတန်းထဲမှာစာတစ်ကြောင်းကိုမှားဖတ်မိုံနဲ့ဆရာကသူ့ကိုလူလို့ခေါ်ပြီးလှောင်ပြောင်းခဲ့ပါတယ်။စတိုးဆိုင်မှာလည်းမတော်တဆချော်လဲမိတဲ့အခါအမေဖြစ်သူကယွန်းရှာတယ်လို့မျိုးဘေးကိုတွန်းထုတ်ပြီးနေဟာမမွေးတဲ့ကလေးလို့တရားဆက်ဆဲဆိုခဲ့ပါတယ်။ဒီကောင်လေးကြီးပြင်းလာတဲ့အခါအလုတ်ချိန်ပြီးလို့လောက်ခလာစာတောင်းတော့အလုတ်ရှင်ကတဝက်ပဲပေးပါတယ်။သူကဒေါသတကြီးပြန်ပြောပေမဲ့အလုတ်ရှင်ကဂယုမဆိုင်တာကြောင့်စိတ်ပြက်လက်ပြက်နဲ့နေရန်ကိုသာကန်ကြောက်ခဲ့ရပါတယ်။သူဟာစိတ်တက်ကြပြီးပန်းကြံထဲမှာခိုလေးတွေကိုထိုင်ရည်တွက်နေတော့ကျေးဇူးတော်ရှင်အမျိုးသမီးကြီးမာဂရိုက်နဲ့ဆုံပါတယ်။မာဂရိုက်ကသူဘာလို့ခိုတွေရေးနေတာလဲလို့မေးရကနေသူတို့ဟာတငယ်ချင်းတွေဖြစ်သွားကြပါတယ်။နောက်နေ့မှာတော့မာဂရိုက်ကခိုတွေအကြောင်းပါတဲ့စာအုပ်တစ်အုပ်ကိုသူ့ကိုဖတ်ပြပါတယ်။သူဟာတခါမှစာမဖတ်ဘူးပေမဲ့မာဂရိုက်ဖတ်ပြတဲ့စာကြောင်းတိုင်းဟာသူ့အုံနောက်ထဲမှာပုံရိပ်ရောင်တွေအဖြစ်အသက်ဝင်လာပါတယ်။သူဟာစာသားတွေရဲ့စွမ်းအားကိုပထမဆုံးအကြိမ်ခံစားလိုက်ရတာပါ။သူဟာနေ့တိုင်းပန်းကြံထဲမှာစာဖတ်ပြတာကိုနားထောင်ပါတယ်။မာဂရိုက်ကစာအုပ်တစ်အုပ်ပြီးသွားပြီလို့ပြောတဲ့အခါသူကခေါင်းခါပြီးညင်းပါတယ်။သူကနားထောင်ရုံပဲနားထောင်တတ်တာကိုမာဂရိုက်ကနားထောင်တာဟာလဲစာဖတ်တာပဲလို့ပြောပြီးစာအုပ်ကိုသူ့ကိုလက်ဆောင်ပေးပါတယ်။ဒါပေမဲ့ဘာမှရှိတဲ့သူ့တငယ်ချင်းတွေကသူစာဖတ်နေတာကိုမြင်တော့ဝိုင်းရကြပါတယ်။အိမ်ရောက်လို့သူကိုယ်တိုင်ဖတ်ကြည့်တဲ့အခါမှာတော့သူဟာစာလုံးတွေကိုဖတ်မရတဲ့ယောဂရှိနေမှန်းသိလိုက်ရပြီးစာအုပ်ကအသုံးမကျဘူးလို့ခံစားလိုက်ရပါတယ်။သူဟာစိတ်ပြက်ပြီးမာဂရိုက်စီကိုစာအုပ်ပြန်ပေးဖို့သွားပါတယ်။စာအုပ်ကသူ့ရဲ့အားနည်းချက်တွေကိုပုံမြင်စေတယ်လို့သူကဝန်ခံပါတယ်။မာဂရိုက်ကဘာမှမပြောဘဲသူဖတ်ချင်နေတဲ့ဝတ္ထုတစ်ပုဒ်ကိုဆက်ဖတ်ပြပါတယ်။ဒါပေမဲ့စိတ်လှုပ်ရှားစရာအပိုင်းရောက်တော့မာဂရိုက်ကရက်လိုက်ပါတယ်။သူ့မျက်စိတွေကကွယ်တော့မှမို့လို့ဆက်မဖက်ပြနိုင်တော့ကြောင်းပြောပါတယ်။သူဟာမာဂရိုက်အတွက်လက်လုံလန်းလျှောက်တုပ်တစ်ချောင်းကိုကိုယ်တိုင်လုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့ချစ်သူကရှင်သူ့ကိုပြန်ဖက်ပြလို့ရတာပဲလို့အကြံပေးတဲ့အခါသူဟာသူ့ရဲ့စာဖက်ရက်ခက်ခဲတဲ့ယောဂကိုကြော်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာစာအုပ်အလွယ်လေးတွေဝယ်ပြီးသူ့ချစ်သူရှေ့မှာအတန်ထွက်ဖက်ကလေ့ကျင့်ပါတယ်။သူလှုပ်ထားတဲ့လမ်းလျှောက်တုပ်ကိုမာဂရိုက်စီယူသွားပြီးစာရီအမြန်ဖက်ပြဖို့ပြင်ဆင်ထားပေမဲ့မာဂရိုက်ကိုသူ့သူဖြစ်သူကဘယ်လ်ဂျီယံကပရာဟိတလူအိုယုံတစ်ခုကိုပို့လိုက်ပြီဆိုတာသိလိုက်ရပါတယ်။သူဟာသူ့ရဲ့ဝိညာဉ်ကိုကုသပေးခဲ့တဲ့တငယ်ချင်းကိုအဆုံးရှုံးမခံနိုင်တာကြောင့်နေဆက်အထိကားမောင်းပြီးလိုက်ရှာပါတယ်။နောက်ဆုံးမှာတော့လူတွေပြည့်နေတဲ့လူအိုယုံထဲမှာစာဖတ်နေတဲ့မာဂရိုက်ကိုသူရှာတွေ့သွားပါတယ်။သူဟာမာဂရိုက်ကိုအံ့ဩသွားအောင်လုပ်ပေးပြီးသူတို့နှစ်ယောက်ဟာဘဝတစ်ခုကိုအတူတူစတင်ဖို့ထွက်ခွာခဲ့ကြပါတော့တယ်။